အမေကကျမမျက်လုံးကိုစိတ်ကြည့်ပြီးပြောတယ်နင်းသားမနှက်ပြန်ပျောက်သွားရင်ဘသူမှတတိထားမိမှာမဟုတ်ဘူးတဲ့အားလုံးကဝိုင်းရကြတယ်ကျမကတော့ hot dog ကိုမြှောက်ပြပြီးစိန်ခေါ်မှုကိုလက်ခံတယ်လို့ပြောလိုက်တယ်အဲ့ဒီညမှာပဲအထုပ်နှစ်ထုပ်ပြင်ပြီးမိဖို့ကြောင့်ကောင်တာပေါ်မှာအိမ်တော့တင်ထားခဲ့တယ်စာလည်းမရေးခဲ့ဘူးနှုတ်ဆက်စကားလည်းမပြောခဲ့ဘူးသူတို့ကဆော်ဖီတွေရိုက်နေချိန်မှာကျမကတော့29နှစ်လုံးပွဲတိုင်းကိုစီစဉ်ပေးခဲ့တယ်ကိတ်မှုတွေဖုတ်ပေးခဲ့တယ်အညစ်အကြေးတွေတင်ပေးခဲ့တယ်ကျမ3နာရီလောက်ဝေးတဲ့ရေကန်ဘေးကအိမ်လေးကိုပြောင်းသွားပြီးဖုန်းနံပါတ်အားလုံးကို block လုပ်လိုက်တယ်ပထမအပတ်မှာတော့ဖုန်းကတိတ်ဆိတ်နေတော့ပဲဒုတိယအပတ်မှာတော့အကိုဖြစ်သူက48ကြိမ်တောင်ဖုန်းခေါ်ခဲ့တယ်ကျမအမြဲပြင်ပြီးနေကြအဝိရှော်ဇက်ကိုသူတို့မတုံးတကြတော့ဘူးတတိယအပတ်မှာညီမဖြစ်သူကကျမအလုပ်စီလာငိုပြီးနံပါတ်တောင်းတယ်သူမရဲ့ကားလိုက်စင်တက်တန်းတိုးတာကိုတောင်သူမမလုပ်တတ်ခဲ့ဘူးဒုတိယလမှာတော့အဖေကသွေးတိုးစီးတောက်ဖို့မိနေခဲ့တာ3ပတ်ရှိပြီစီးပြန်ထုတ်ရမယ့်ရက်ကိုဘသူမှမမှတ်မိပေးကြလို့သူစီးရုံရောက်သွားရတယ်တတိယလမှာတော့အမေတယောက်လုံးပြိုလဲသွားတော့တာပဲကျမအခမဲ့လုတ်ပြီးခဲ့သမျှတွေကိုလုတ်ဖို့တစ်ပတ်ဒေါ်လာ200ပြီးလူငှားရတယ်ဒါပေမဲ့အဲ့ဒီလူကလည်း2ပတ်အတွင်းအလုပ်ထွက်သွားတယ်အမေကငါသမီးလုတ်ပြီးတယ်လို့ပဲလုတ်ပြီးစမားလို့ခဏခဏပြောနေလို့တယ်အဲ့ဒီချိန်မှာကျမကတော့ရေကန်ပြီးမှဦးလုံးကြီးတင်တန်းတက်ရင်ဘဝမှာပထမဆုံးအချိန်မနက်9နာရီကျော်ထိအိတ်ဆက်ခွင့်ရနေခဲ့တယ်နောက်ဆုံးအမေကကျမနံပါတ်ကိုရှာတွေ့ပြီးငိုယိုကဖုံးဆက်လာတယ်နေမရှိတော့ငါတို့အားလုံးပြက်စီးကုန်ပြီတဲ့အဖေကသူ့ချီအိတ်တောင်သူရှာမတွေ့ဘူး